အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Hide the Body ဆိုတဲ့ game ကိုဆော့အောင်မှာပဲဖြစ်ပါတယ်အတန်ထွက်မှားရတယ် sorry ပါကျွန်တော်ဒီရက်ပိုင်းဘာဖြစ်လို့ပြောင်းနေရလဲဆိုတော့တကြံမှာလည်းကဲတယ်ဆောင်းဝင်းပွဲတွေလည်းရှိရဲပြီးတော့ကျွန်တော်ဒီ YouTube ဘက်ကိုလည်းတိတ်မရောက်ဖြစ်ဘူး game လည်းတိတ်မဆော့ဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်ဖြစ်ပါတယ်ကျွန်တော်ဒါအခုမှဒီနေ့မှလည်း Roblox ဆော့တာပါကျွန်တော်အကောက်အသစ်ဖြစ်ပါတယ်ဟိုကောက်ကပြတ်သွားလို့နော်ဒီကျွန်တော်တငယ်ချင်းကိုတက်ပြီးတော့မှအလောင်းဖြောက်အောင်ပါပေါ့နော်တယောက်တည်းပဲဆော့တော့မယ်ဆိုတယောက်တည်းပဲကောင်းတယ်ခေးကျွန်တော်တွေဆော့လိုက်အောင်ဆိုတော့ကျွန်တော်ဒီပိုင်း YouTube ဘက်ကိုလည်းသိမ်းမရောက်ဖြစ်တဲ့အတွက်ကြောင့်အားလုံးတောင်းပန်ပါတယ်ဟဲ့ဘလို့နေရလဲဒီမှာဖွဲ့ရမှာပေါ့နော်ဒီမှာကြောက်တဲ့ငယ်ချင်းပေါ့နော်စကားများတယ်ဗျာအများကြီးဟောရှိပြီးတော့ဖြေးသွားတယ်ကြည်ဟောငါမထိုင်နိုင်တော့တတ်တာပါရောဒီကောင်တပ်လိုက်မယ်ဘယ်လိုတာဘယ်လိုလဲဘယ်လိုတူတာဒီစက်တော့ငါမတပ်ဘူးလေဟာကဲအော်ကျွန်တော်တိတ်မစော့တတ်သေးဘူးခုပြန်စော့မယ်တီးသွားပြီဆိုတော့အခုဒီမှာမစော့ရှာမတ်ကူမတော့စော့โอเคဒီအိမ်မှာတော့ပတ် easy ပဲဆိုတော့ကြောက်သေးဆိုโอเคဒီကောကတော့နည်းနည်းစော့တက်သွားပြီပထမတစ်ခေါက်တော့တိုင်နေပတ်တယ်မစော့တက်ဘူးအဲ့လိုတိုင်နေပတ်ဘယ်လိုလုံးရမလဲမသိဘူးဒီခေါက်ကတော့ရတယ်သိကြပါပြီခန်းနေပါလိုက်ပတ်ကြည့်မယ်ပေါ်ထက်အောက်ထက်ပဲလာအိမ်ကြီးနားကျင်လာပြီyou knowဒီကိစ္စဆောက်ဘူးလေနေတော့ဘယ်လိုတက်ဘယ်လိုလဲပစ္စည်းတစ်ခုနဲ့တက်ဘယ်လိုဆော်ရနေနဲ့တိုင်းနေပတ်လာပြီဆော့တော့ဖြစ်နေတယ်ဘယ်လိုလုပ်ရမှာလဲဆော့တော့ဖြစ်နေတယ်ကဲကြပါဦးလို့ဘာဒီဘယ်လိုဖြစ်ကုန်ပြီလဲOkay. So, comment မှာစောပြစီချတဲ့ game ရှိရင်လည်း comment ခဲ့ပြီးကြအောင်
ရင်းကျော်စောတော့ကြနေပြီခုချိန်ဒီဘာမှမလုပ်တတ်သေးဘလို့မဖွဲ့ရတော့လဲရင်းတော့စောဘူးလေမေ့သွားတာကွာဘလို့မလုပ်တာတော့တာဟဲ့မရောက်တော့တော့ဆိုတော့ဘသူနဲ့လဲတော့ကြော်လည်းမသိဘူးပေါ့โอเคအော်ဒီမှာဒါနဲ့တာမှာဒီတော့ဘလို့တီးပါရဆိုလို့လာမယ်ဒီကစားရအောင်အေးအောင်မှာကေးကိုင်းလို့ရှင်ကျွန်တော်ပြမယ်မို့နော်လိုက်ပတ်ကြည့်အောင်ပါပြီးတော့လို့ရှင်ဟောအယုံတော့တယ်နှစ်ဝဲကြီးနှစ်ဝဲတော့စောမှာရှော့ဝိုင်းစော့တက်ညလာနော်သွားပြီခုတ်တက်လိုက်အလောင်းဟေ့ရည်သွားပြီနောက်နေမှာပြကြုံကျောင်းပိတ်သွားရေးဆိုပြီးမှကျွန်တော်တိတ်မှာအားသေးဘူးပေါ့နော်ကောင်းတဲ့နေမှာဆော့စီခြင်းနဲ့ဂိမ်းလေးရှိရင်မင်းကြီးကြပါအားလုံးပဲ bye bye